ကသူခိုးကိုမိနစ်ပိုင်းအတွင်းဖမ်းလိုက်တယ်။တနေ့တရက်တွင်မိန်းမတဦးသည်တန်မိုးရှိသောရွှေလက်စွပ်တကွင်းပျောက်ဆုံးသွားခဲ့သည်ကသူမသိအလွန်စိုးရိမ်သွားပြီးငါလက်စွပ်ကိုဘယ်သူခိုးသွားတာလဲဟုရှာဖွေခဲ့သည်ကနောက်ဆုံးတွင်သူမ၏အိမ်လုပ်သမားတဦးကိုတန်တရားရှိလာခဲ့သည်ကထို့ကြောင့်အမှုကိုတရားရုံးသို့တင်ပြလိုက်သည်ကတန်တရားရှိသူများအားလုံးရေအိုးထဲသို့လက်စွပ်ထည့်ကြသည်ကတဦးကတော့မိမိခိုးယူထားသောလက်စွပ်ကိုရေထဲထည့်လိုက်လျင်ဖော်ထုတ်ခံရမည်ဟုထင်ပြီးမတူသောလက်စွပ်တကွင်းထည့်လိုက်သည်ကမဟောသရာသည်သေချာစွာစစ်ဆေးပြီးနောက်အခြားလက်စွပ်နှင့်မတူသောအရာကိုတွေ့ရှိခဲ့သည်ကဤသူသည်လက်စွပ်ခိုးယူသူဖြစ်သည်ဟုဆုံးဖြတ်လိုက်သည်ကသူခိုးသည်မရှောင်လွှဲနိုင်ပဲအပြစ်ကိုဝန်ခံလိုက်သည်ကလက်စွပ်ကိုလည်းပိုင်ရှင်ထံပြန်လည်ပေးအပ်လိုက်သည်ကလိမ်လည်သူသည်မိမိအမှားကြောင့်ပင်ဖော်ထုတ်ခံရတတ်သည်ကဉာဏ်ပညာဖြင့်ပြဿနာများကိုဖြေရှင်းနိုင်သည်က